လာပါခေတ်သစ်ဖတ်တွယ်မီဒီယာမှသတင်းများကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးခဲ့ပါအောင်ရှင်အခုပထမဆုံးတင်ဆက်ပေးမှာကကြောက်ဖြူတိုက်ပွဲမှာစစ်တပ်ကလေကြောင်းအဓိကသုံးတိုက်ခိုက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူမှာစစ်တပ်ကလေကြောင်းမှတပ်ပိုင်သားဖြစ်၎င်းဒုံးပြက်၎င်းအာရခတပ်တော် AA ထိုးစစ်အားအပြင်းအထန်ကာကွယ်နေတယ်လို့စီးရဲသတင်းရင်းမြစ်နေဒေသခံများထံမှသိရှိရပါတယ်ကြောက်ဖြူမြို့နယ်မှာအေးထိန်းချုပ်ထားသည့်နေရာများကို၎င်းကဲ့သို့လေကြောင်းမှနေ၍တိုက်ခတ်မှုများစက်တိုင်လှုပ်ဆောင်နေသည့်အတွက်အေးဘက်ကစုခွာပေးလျက်သည့်နေရာများရှိနေတယ်လို့အသက်45နှစ်အရွယ်စီးရဲသတင်းရင်းမြစ်တအုပ်ကဆိုပါတယ်စစ်တပ်ကကြောက်ဖြူမှာအေးထိန်းချုပ်ထားတဲ့နေရာတွေကိုဒရုန်းရောကြက်ရောသုံးပြီးနေတိုင်းစုသလိုလာချတာရှိပါတယ်အဓိကအရင်ကအေးထိန်းချုပ်ထားတဲ့နေရာတွေကိုပေါ့အေးဘက်ကလည်းစီးရဲအရာစုပ်ပေးလိုက်ရတာရှိပါတယ်လို့၎င်းကဆိုပါတယ်အေးအနေဖြင့်ပြီးခဲ့တဲ့ဇူလိုင်လအစပိုင်းမှာကြောက်ဖြူရှိတညဝတီရေတပ်စခန်းအားထိုးစစ်ဆင်တိုက်ခတ်မှုများလှုပ်ဆောင်နေခဲ့ပေမယ့်လက်ရှိမှာထိုးစစ်ဆင်တိုက်ခတ်မှုမပြုလုပ်နိုင်ပေစုပ်ပေးထားရခြင်းဖြစ်တယ်လို့သိရပါတယ်အသက်28နှစ်အရွယ်အမျိုးသားတဦးကစစ်တပ်ကကြောက်ဖြူမှာနေရောညရောချက်နဲ့ဒုံးတွေပါသုံးပြီးပြင်နေတဲ့စည်ရဲအရာကတော့ပြင်နေတာပေါ့သူတို့ဘက်ကအာတင်ပြီးတိုက်နေတယ်လို့ဆိုပါတယ်ကြောက်ဖြူမှာအေးနဲ့စစ်တပ်တို့မှာပြီးခဲ့သည့်အောက်တိုဘာလမှာစတင်ကတစ်ပုတ်တောင်ရေးတဲ့စခန်းအမှတ်30နှစ်ရဲတပ်ရင်းအနီးတို့မှာထိတွေ့တိုက်ပွဲများဆင်နွှဲခြင်းဖြစ်ပါတယ်။ဒါအပြင်အရက်သားများနေထိုင်သည့်ကြောက်ဖြူမြို့နယ်စီကျေးရွာများအားမကြာခဏပုံကျဲတိုက်ခိုက်နေသည့်အတွက်အရက်သားထိခိုက်ဒေဆုံးမှုများလည်းရှိနေပါတယ်။ဆလပင်မြောက်ဝတီမြို့နယ်KKဘတ်အတွင်းမှာကြားဖြတ်အစာအုံများကိုမိုင်းဖောက်ခွဲဖြိုးပြပြီးဖြက်စီးခံအစာအုံများအတွက် PGF ကတရုတ်တထေးများသူအစားထိုးပြန်ပေးမယ်ဟုဆိုကြားဖြတ်စင်သားများမှာမိုင်းတဲ့အင်တာနက်နဲ့73စီများစစ်တပ်လမ်းကြောင်းမှတက်ဆင်ရရှိနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်KKဘတ်အတွင်းမှာကြားဖြတ်အစာအုံများကိုမိုင်းဖောက်ခွဲပြပြီးဖြက်စီးခံအစာအုံများအတွက် PGF ကတရုတ်တထေးများသူအစားထိုးပြန်ပေးမယ်လို့ညှိနှိုင်းပြောဆိုထားကြောင်းကရင်စီရဲသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အော်တိုဘာလနောက်ပိုင်းမှာစတင်၍ PGN နဲ့စစ်တပ်ကKKဘတ်အတွင်းမှာကြားဖြတ်အစာအုံများကိုနေ့စဉ်မိုင်းဖြတ်ဖောက်ခွဲပြသနေပြီးအမှန်တကယ်လက်တွေမှာအဆိုပါအစာအုံပိုင်ရှင်တရုံများကိုအခြားကြားဖြတ်စင်သားများမှာနေရာအစားထိုးပြန်လည်ပေးအပ်မယ်လို့ညှိနှိုင်းထားပြီးမှဖောက်ခွဲနေခြင်းဖြစ်ကြောင်းကရင်စီရဲသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အခုမိုင်းခွဲဖြိုပြနေတာကအထက်မြင့်တွေမပါသေးဘူး။ KKဘတ်ဆဆတုံးကအဆောင်အသေးအစားအထက်နှိမ်တွေကိုသာဖြိုပြနေတာဖြစ်တယ်။ပိုင်ရှင်တရုတ်တွေကိုအသစ်ပြန်စားပြီးနေရာပြန်ပြီးလုပ်ငန်းပြန်နေရာချထားပေးမယ်လို့ PGF ကညှိနှိုင်းသဘောတူပြီးမှဖြိုပြနေတာလို့ကရင်စီသတင်းစင်မြစ်ကဆိုပါတယ်။၎င်းအပြင်တရုတ်နိုင်ငံကအင်တာနက်ဖြတ်တောက်ထားခြင်းနဲ့စတာလင်းအင်တာနက်များပိတ်ပင်ခံထားရပြီးမြင်စစ်တပ်လက်အောက်ရှိမိုင်းတဲ့အင်တာနက်လိုင်းများရရှိနေတယ်လို့သိရပါတယ်။ကြားဖြတ်စင်တာများအတွင်မှာလည်းမိုင်းတဲ့ဖုန်းအင်တာနက်နဲ့စာပါများအသုံးပြုနေတယ်လို့သိရှိရကြောင်းအဆိုပါကရင်စီသတင်းစင်မြစ်ကဆိုပါတယ်။အခြားတစ်ဖက်မှာလည်းထိုင်းနိုင်ငံက73စီပိတ်ပင်ထားပြီးမြင်စစ်တပ်က PGF ထံသို့73စီများတင်ယူခွင့်ပြုလိုက်ကြောင်းတီလဝါစိတ်ကမ်းမှာစီကားများမှာဖအံတန်လွင်မြစ်တစ်ဖက်ကံဝစ်ကြီးဦးရောင်တိုက်တော်မင်းစီရွာစီ PGF များထံမှမင်းစီရွာစီ PGF များထံမှသက်ဆင့်တန်လွင်မြစ်ဖောင်ကူးဆက်စိတ်များဖြင့်ထီလုံးနပူ1010စီ PGF ဖောင်သည့်လမ်းမိုင်းများသို့၎င်းရမသက်ဆင့်မြဝတီရွှေကုတ်ကုန်းKKဘတ်စောက်ခတ်ဖက်သို့သက်ဆောင်ပြီးမိဆက်များအတွက်73စီများရရှိနေကြောင်းသိရှိရပါတယ်KKဘတ်ကိုစစ်တပ်ကဟန်ပြဝင်ရောက်စီးနင်းပြီးနောက်အော်တိုဘာလ22ရက်နေ့မှာ PGF မှစောချီသူတင်ဝင်းနဲ့မုတ်တုံတို့ကKKဘတ်မှာကြားပြတ်တရုတ်တထင်းများအွန်လိုင်းနည်းပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါသူများကိုခေါ်ထုတ်သွားပြီးတချို့မှာရွှေကုတ်ကုတ်မှရောက်ရှိကတချို့မှာ PGF ကအထူးစစ်ဆင်ပေးထားသည့်နေရာများမှာယာယီခိုလုံနေကြကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သို့မြဝတီမြို့နယ်KKဘတ်မှထွက်ပြေးလာသည့်နိုင်ငံသားများကိုထိုင်းအစိုးရကစစ်ဆေးနေပြီးယခုအခါထိုင်းရောက်နိုင်ငံသား1600ကျော်ရှိကြောင်းထိုင်းသတင်းများအရသိရှိရပါတယ်။ KKဘတ်မှ PGF ကအဓိကလုံခြုံရေးယူတာဝန်ယူတည်ဆောက်ထားသည့်အွန်လိုင်းစာဖြတ်စင်တာတစ်ခုဖြစ်ပြီးမြဝတီမြို့နယ်မေထော်တလေးကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရမြကမ်းဘေးမှာတည်ရှိပါတယ်။